ကိုရောရဲ့မျက်မှောက်တို့ကအရေးကြီးဆုံးပါပဲမေရနေမှာအစားထိုးပြနိုင်ဘူးဝိညာဉ်မှာအတောင်းတဆုံးဟာကိုရောမျက်မှောက်တို့ပဲလူချင်းတာကိုရောမျက်မှောက်တို့ပဲမောင်တို့ကကျွန်တော်အားဆွဲဆောင်နေရာရာလေးတဲ့ကိုပြီးတော့ဆွမ်းလန်းဆုံးပါပဲဝိညာဉ်မှာအလောင်းစုစုဟာကိုရောမြမောင်တို့ပဲနေချင်တာကိုရောမြမောင်တို့တို့ရဲ့မရှိနေတဲ့ရဲ့ကြောင့်လေအိမ်တော်မရှိနေတဲ့ရဲ့ကကျွန်တော်တို့တာရွေးကောင်းနေချာတို့ရဲ့မရှိနေတဲ့ရဲ့ကြောင့်လေအိမ်တော်မရှိနေတဲ့ရဲ့ကတို့ရဲ့မရှိနေတဲ့ရဲ့ထောင်လေးအိမ်တော်မရှိနေတဲ့ရဲ့ကကျွန်တော်တို့တာပြေကောင်းနေအခြားတို့ရဲ့မရှိနေတဲ့ရဲ့ထောင်လေးအိမ်တော်မရှိနေတဲ့ရဲ့ဘုရားသခင်ရဲ့အတူပါရှိခြင်းထဲမှာဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာတိုးဝင်ခြင်းရှိနေခြင်းကကျွန်တော်တို့ရဲ့အဖြေတွေကိုကျွန်တော်တို့ရရှိတာဖြစ်တယ်လွတ်မြောက်ခြင်းနဲ့ကျွန်တော်တို့ရရှိတာဖြစ်တယ်လိုအပ်သောအရာတွေကိုကျွန်တော်တို့ရရှိတာဖြစ်တယ်မှာထို့ကြောင့်ဒီချင်းလေးနဲ့ပြန်လည်ပြီးတော့ခွန်အားပေးခြင်းနဲ့ချီးမွမ်းခြင်းတာဖြစ်ပါတယ်ကျေးဇူးတင်တဲ့အရောက်စီတိုင်းဘုရားသခင်အထူးကောင်းကြီးပေးပါစေAmen, amen, amen, amen.